စကားပြောနမူနာပုံစံ200ခုဖြစ်ပါတယ်ဒီခါမှာကျွန်တော်တို့ကဒါကြောင့်မဟုတ်ပါဘူးဒါဖြစ်လို့ပါပေါ့နော်ဒါကိုကျွန်တော်တို့အင်္ဂလိပ်လိုဘယ်လိုသုံးမလဲဆိုတာနဲ့ပတ်သက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပြီးတော့ကြည့်အောင်ပါဒါကြောင့်မဟုတ်ပါဘူးဒါဖြစ်လို့ပါ it is not that နောက်က subject plus verb လိုက်မယ်ပြီးတော့မှ but နောက်က subject plus verb လိုက်မယ်ကိုသုံးညီတဲ့အသုံးကိုရေးရမှာဖြစ်ပါတယ် it's not that subject plus verb comma but subject plus verb အသုံးဖြစ်ပါတယ်ခင်ဗျာပိုရှင်းသွားအောင်နမူနာဝါကျနဲ့ညားနဲ့တကွကြည့်ကြရအောင်ပါ It's not that I hate him but I don't trust him ငါတို့မလို့မဟုတ်ပါဘူးငါသူ့ကိုမယုံကြည်လို့ပါ It's not that she's lazy but she's feeling sick today သူမပြင်းလို့မဟုတ်ပါဘူးသူမဒီနေ့နေမကောင်းလို့ပါ It's not that they don't want to help but they don't know how သူတို့မကူညီခြင်းလို့မဟုတ်ပါဘူးသူတို့ဘယ်လိုလုပ်ရမလဲဆိုတာကိုမသိလို့ပါဟုတ်ပြီเนาะကျွန်တော်ဆက်ပြီးတော့ကြည့်အောင်เนาะ It's not that I forgot your birthday but I was out of town မင်းမွေးနေ့ကငါမေ့လို့မဟုတ်ပါဘူးငါမြို့မှာမရှိလို့ပါ It's not that he didn't study but he was very nervous during the test သူစာမလေ့လာလို့မဟုတ်ပါဘူးသူကစာမေးပွဲအတော်အတွင်းမှာအရန်စိတ်လို့ရှာလို့ပါ It's not that we didn't like the food but it's too spicy for it တို့ကဒီအစားအစာကိုမကြိုက်လို့မဟုတ်ပါဘူးတို့အတွက်ဒါအရန်ကိုစက်လုံးလို့ပါဟုတ်ပြီเนาะကျွန်တော်ဆက်ပြီးကြည့်အောင်ပါ It's not that you're wrong but you need more facts မင်းမလို့မဟုတ်ပါဘူးမင်းအချက်လက်တွေအများကြီးလိုအပ်လို့ပါ It's not that she can sing but she's too shy to perform သူမတချင်းမဆိုတတ်လို့မဟုတ်ပါဘူးသူမဟာတချင်းဆိုကိုရှက်လို့ပါ It's not that I'm angry but I'm disappointed ငါစိတ်ဆိုးလို့မဟုတ်ပါဘူးငါဒါပေမဲ့ငါစိတ်ပြက်လို့ပါဟုတ်ပြီเนาะဒါကတော့ကျွန်တော်တို့ကဒီနေ့ it's not that plus subject plus verb နောက်က but subject plus verb ဒါဖြစ်လို့မဟုတ်ပါဘူးဒါဖြစ်လို့ပါဆိုတဲ့အသုံးကိုလေ့လာကြတာဖြစ်ပါတယ်ခင်ဗျာနမူနာဝါကျများကိုဖတ်ပြီးတော့အစားထိုးပြောဆိုသုံးဆွဲကြည့်ပါအားလုံးကျေးဇူး